ဂျပန်ဖိုက်တာကိုအနိုင်ရရှိလိုက်တာကြောင့် UFC လောကမှာအခုလိုအထင်ကြီးကြောင်းရွံ့ခံနေရပြီဖြစ်တဲ့ဗန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဂျော့ရှူဝါဘန်က10ရက်နေ့မှာမြန်မာပရိသတ်တွေရဲ့အားပေးမှုနဲ့အတူဂျပန်ဖိုက်တာနဲ့အလဲထိုးပြိုင်ပွဲတစ်ခုရှိနေခဲ့တာပါ။အဆိုပါပြိုင်ပွဲကဗန်ချန်ပီယံခပတ်ရအပြီးပထမဆုံးပြန်ဖိုက်ရတဲ့ပွဲဖြစ်ပါတယ်။သူရထားတဲ့ခပတ်ကိုဂျပန်ဖိုက်တာကလူဖို့အတွက်စိန်ခေါ်ခဲ့တာပါဒီပွဲကိုမြန်မာပရိသတ်တွေလည်းအရန်ကိုစိတ်ဝင်စားကြကဗန်ရှိုးမှာကိုမမြင်ချင်ကြပါဘူးဒါကြောင့်မို့အားလုံးကတခဲနဲ့အားပေးမှုတွေလုပ်ခဲ့ကြသလိုအနုပညာရှင်တွေကလည်းအားပေးခဲ့ကြပါတယ်အခုဆိုရင်တော့နောက်ဆုံးမှာဗန်ကအားလုံးထင်ထားတဲ့အတိုင်းမြန်မာပရိသတ်တွေအတွက်ဂုဏ်ဆောင်နိုင်ခဲ့ပြန်ပါပြီဂျပန်ဖိုက်တာကို9ချီအလေးထိုးကအနိုင်ယူပြလိုက်ပြီးအဖြူအမဲသဲကွဲအောင်ပြလိုက်နိုင်တာဆိုရင်လည်းမမှားပါဘူးဒီပွဲကချန်ပီယံခပတ်ရတော့ကပွဲထက်တောင်ပိုပြီးတော့လူစိတ်ဝင်စားမှုမြင့်တက်သွားစေပါတယ်ခပတ်ရတော့ကချန်ပီယံဟောင်းကိုအချိန်2မိနစ်ခွဲလောက်နဲ့သာအနိုင်ရရှိခဲ့တာပါဒါကြောင့်မို့လုံပွဲဆိုပြီးတချို့ကလည်းပြောဆိုခဲ့ကြတာပါဗန်ကိုအထင်မကြီးပဲအထင်သေးစားကဝေဖန်နာရီတောင်ရှိကြပါတယ်ပီပါချမ်ရဲ့ဆိုပြီးပြောဆိုကြတဲ့စကားသံတွေဟာအခုတော့ရက်စဲသွားရပါပြီဗန်ကဂျပန်ဖိုက်တာကို9ချီလောက်သူကပဲလိန်စော်ခဲ့တာပါ။တိုင်းကားသာမရက်ပေးလိုက်ဘူးဆိုရင်အဆိုပါဂျပန်ဖိုက်တာကအတော်လေးကိုအထီနာကနလန်အောင်ထူနိုင်မှာမဟုတ်တော့ပါဘူး။ပွဲရက်ပြီးချိန်မှာတော့မျက်နှာမှာစုပ်သွားအောင်အထီဖြစ်နေခဲ့တာပါ။ပွဲမှာဗန်ကဂျပန်ဖိုက်တာကိုအချက်ပေါင်း131ချက်စော်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ခြေကန်ချက်လက်သည်ဒူးတောင်အလုံးပေါင်းအချက်ရ131ဆိုတာကတစ်ဖက်ပြိုင်ဘက်ကိုဤစိတ်စီတာအမှန်ပါပဲဒါကြောင့်မို့လဲမျက်နှာကိုရစရာမရှိအောင်အထိလုံနိုင်ခဲ့တာဖြစ်တယ်လို့တကယ်လို့သာပွဲကိုတိုင်ဘက်ကမရရင်ဂျပန်ဖိုက်တာအတွက်မတွေးရစရာဖြစ်ပါတယ်မိနစ်30နီးပါဗန်တယောက်ထေကသာအလူအလိမ့်စော်နေတာကိုမြင်လိုက်ရတယ် UFC ပရိသတ်တွေကတော့ဒီပွဲပြီးမှဗန်ကိုလက်ဖျားခါနေကြပါပြီဒါအပြင်လက်တလောသတင်းတွေအရတော့ဗန်ကိုဘလူးတရဲ့အဖြစ်တင်စားက flyweight တန်းမှာသူ့ကိုရှင်ထိုးရတဲ့သူတော်မရှိတော့ဘူးလို့သတင်းတွေထွက်နေတာဖြစ်ပါတယ်။ပြိုင်ဘက်တွေရှင်ထိုးလေသူတို့သာခံရဖို့များလာသလိုဗန်ကအခုဆိုရင်အတော်လေးကိုကောင်းနေတာကြောင့်ဖြစ်ပါတယ်။ဒီပွဲမထိုးခင်ကတော့သူ့ကိုရှုံးခဲ့တဲ့ချန်ပီယံဟောင်းကဒီပွဲမှာဗန်ရှုံးမယ်လို့ပြောခဲ့သေးတာပါ။အခုတော့သူလည်းပါဇက်ပေါက်ပေးသွားရသလိုflyweight တန်းကလူတွေကလည်းဗန်ကိုမချီးကျူးပဲမနေနိုင်ရလောက်အောင်ချန်ပီယံခပတ်နဲ့ထိုက်တန်တာကိုမြင်တွေ့လိုက်ရပါပြီ။ဗန်ကစူးကျင်းငွေအနေနဲ့9ဆတောင်ရရှိလိုက်တာဖြစ်ပါတယ်။ဒါအပြင်သူဘက်ကပြိုင်ဘက်ကိုမနာလိုစိမကောင်းကြံစိလည်းတစ်ချက်မှမရှိပဲပွဲကိုပွဲလိုသာရှင်ပြိုင်သွားတာပါ။ဗန်ဟာတကယ်ကိုအရေးချင်းရှိတဲ့ဖိုက်တာတအုပ်ဖြစ်တဲ့အတွက်မြန်မာကပရိသတ်တွေကလည်းအယမ်းကိုဂုဏ်ယူနေကြပါပြီ။ဗန်ကအသက်ငယ်သေးပေမဲ့လည်းတကယ်ကိုပြင်ဆင်မှုအားကောင်းသလိုကွင်းထဲရောက်သွားရင်တစ်ပတ်ပြိုင်ဘက်အပေါ်ကြောက်စိတ်မရှိပဲအသက်ကုန်ဖိုက်တာကအားသာချက်တစ်ခုပါအဆိုပါပွဲက flyweight ပရိသတ်တွေကြားမှာတော့အတော်လေးကိုပြောစရာဖြစ်သွားခဲ့တာပါဒါအပြင်ဗန်ကပွဲပြီးသွားတဲ့အချိန်မှာပုံမပြတ်ပန်းမပြတ်နဲ့မြန်မာအလံကြီးခြုံကဂုံယူနေခဲ့သေးတာပါထုံးစံအတိုင်းအုတ်ထုတ်လေးပါဆောင်းထားသေးတာမို့နှကန်းဒီမာလေးတွေလည်းကြွေစင်ကြရပါသေးတယ်ဒီတစ်ခါမှာတော့ဗန်အနိုင်ရရှိခဲ့တဲ့အပေါ်မိုးဟီကိုကသူ့အကောင့်မှာရေးတင်ကဂုံပြူခြင်းမရှိသေးပါဘူးဗန်ကိုအားပေးခဲ့ရတာလုံးဝမမာဘူးဆိုပြီးပြောဆိုနေကြတာဖြစ်ပါတယ်။ပရိသတ်ကြီးရောဒီပွဲမှာဂျပန်ဖိုက်တာကိုအနိုင်ယူခဲ့တဲ့ဗန်ရဲ့အကွာလလလေးတွေအပေါ်အမြင်လေးတွေကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်။